ဒီနေ့မှာတော့စားကောင်းတဲ့တက်တုံဟင်းတစ်ခါချက်ပြပေးပါမယ်ရှင်။ပြီးရဲ့ခန်းကျင်ကြီးရဲ့အာလူလေးတွေရဲ့ကိုခွဲစိတ်လေးပြီးတော့အစင်နဲ့ပြင်ထားပါမယ်ရှင်။ဒါလေးကတော့ငြူပြီးထောင်းထားတာလေးပါ။ပြီးလို့ရှိရင်ဒဲဝိုးတွေကိုစီထည့်မယ်။စီပူလာလို့ရှိရင်တော့စနစ်မုတ်လေးထည့်မယ်။ပြီးရင်တော့ငြူပြီးထောင်းထားတာလေးကိုရောပြီးတော့စီတက်ပါမယ်ရှင်။ငြူပြီးကတော့တက်တုံဖြူကြီးရဲ့အစိမ်းမုတ်လေးကိုရောထောင်းထားတာပါရှင်။တုံလေးတွေကျွတ်ပြီးငြိုသည့်အယောင်လေးတွေရဲလာပြီးဆိုလို့ရှိရင်တော့ပြီးရတဲ့ဟာလေးတွေကိုထည့်ပါမယ်ရှင်။ကန်းလီဒီထည့်မယ်။အာလူထည့်မယ်။ဂေါ်ဘီထည့်မယ်။အားလုံးထည့်ပြီးသွားရင်တော့ဇုံးနဲ့တမအောင်မှုပါမယ်ရှင်။အချိုမုတ်စာမဆလာလေးပါကြာရင်မဆလာလေးပါထည့်ပေးပါရှင်။အားလုံးရောထည့်ပြီးသွားရင်တော့ဇုံးနဲ့တေချာတမအောင်မှုပါမယ်ရှင်။မှုပြီးသွားလို့ရှိရင်ရေနွေးလေးထည့်ပြီးတော့အဖုံးအုပ်ထားပါမယ်ရှင်။ထည့်ထားတဲ့အာလူကန်းကျင်ပြီးဂေါ်ဘီလေးတွေညှူသွားပြီဆိုရင်တော့ငြူသီးစိမ်းလေးတွေထည့်ပါမယ်ရှင်။ငြူသီးစိမ်းလေးတွေထည့်ပြီးသွားရင်တော့ခဏလေးငြူသီးစိမ်းလေးဣသွားအောင်လို့အဖုံးခဏပြန်အောင်မယ်နော်။ခဏကြာတာနဲ့အဖုံးဖွင့်လိုက်တာနဲ့ဒီလိုပုံလေးရပါမယ်ရှင်။စီပြန်ရေကြံလေးပေါ့နော်။အရန်လည်းအရသာရှိရဲတက်တက်လို့တမားတွေတက်လည်းအရန်ကိုစားကောင်းတဲ့ဟင်းတစ်ခွက်ပါရှင်။